ရက်ကာဒီချက်ဖို့အတွက်ကိုအမဲသားကိုအရင်ဆုံးပြုတ်ပါမယ်နော်စပလင်းလေးရှောက်ရက်တွေထည့်ပြီးတော့လေနော်အမဲသားလေးနူးအောင်ပြုတ်ပါမယ်စပလင်းလေးရှောက်ရက်တွေအရသာတွေဝင်သွားပြီဆိုတဲ့အခါကျမှကျမတို့ရေကိုထည့်ပါမယ်ငမြားရေးထည့်မယ်ရေထည့်မယ်ပြီးရင်တေချာနူးအသားနူးအောင်တင်ထားလိုက်မယ်နော်ဒါရက်ကာဒီရဲ့ready made ထုတ်နေတာနော်အဲ့ဒါလေးကိုတော့ကျွန်မစီပူလေးပြန်ပေးမယ်ပေါ့နော်စီပူလေးပြန်တော့ ready made လေးပါပဲဒါနဲ့ကျွန်မစီပူလေးပြန်ပေးပြီးတော့မှအဲ့ဒီအမဲသားစီနေတဲ့တဲ့ပေါ့နော်ထည့်ပါမယ်စီတက်လို့တည်ပြီးဆိုရင်နော်အမဲသားစီနေတဲ့ကိုထည့်မယ်ထည့်ပြီးတော့တေချာစူအောင်တည်မယ်အသင်ပြင်ထားတဲ့အသီးရွက်တွေမြစ်တွေကိုကြိုက်တဲ့အသီးနဲ့ထည့်လို့ရတယ်เนาะကျမတို့ခရမ်းလေးရမြစ်ကခရမ်းသီးရနော်နန်းနန်းလေးရကိုကြိုက်တာထည့်ပါအုံလို့တကူဖောက်ထည့်ပါမယ်ဒါ Thai style ရက်ကာဒီဟင်းပါเนาะအော်တေချာကောင်းကောင်းလေးစုပြီးဆိုရင်เนาะအုံလို့လေးထည့်ပြီးပြီးပါပြီเนาะအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်